တွင်ပြင်လေးရှိရမည်ဒီကပြေဝချင်းအရင်ပြုသည်ဝိရလည်းရှိရမည်ကိုရာဧကမမေရီဓမ္မကျောင်းသားနိုင်ငံတော်တွင်ပြင်လေးရှိရမည်ဒီကပြေဝချင်းအရင်ပြုသည်ဝိရလည်းရှိရမည်ကိုရာဧကမမေရီမြတ်စုရနာလိနာတရားမှာဘုရားသည်ရင်ရင်ကြီးတို့သိမြကြသည်ပညာတို့တဲ့သိမည်နိုင်ငံတို့တွေသိမည်တို့မျိုးသားနေဒီပါပေသည်ပညာတို့တဲ့သိမည်နိုင်ငံတို့တွေသိမည်တို့မျိုးသားနေဒီပါပေသည်မြတ်မကျောင်းသာပညာရေးချမ်းသာရေးမြတ်မကျောင်းသားနိုင်ငံတော်တွင်နေလေးရှိရမည်ဒီကပေဝချင်းအရင်ပြုသည်ဝိရလည်းရှိရမည်ကိုယ်ရာဧကမမေရီမြတ်မကျောင်းသားနိုင်ငံတော်တွင်နေလေးရှိရမည်ဒီကပေဝချင်းအရင်ပြုသည်ဝိရလည်းရှိရမည်ကိုယ်ရာဧကမမေရီမြတ်စုရနာလိနာတရားမှုမှာဘုရားသည်ရင်ရင်ကြီးလုံးသိမ့်ဝေကြမည်ပညာတို့တဲ့သိမည်နိုင်ငံဘုထွက်သိမည်တို့မျိုးသားနေဤပါပေသည်ပညာတို့တဲ့သိမည်နိုင်ငံဘုထွက်သိမည်တို့မျိုးသားနေဤပါပေသည်ဓမ္မမြို့နယ်တရားစုကျမ်းဆိုင်ပုံရွေးသိမှတွင်ရမှုနဲ့အဖွဲ့ဝင်များပညာရေးကြားစုပါကာယဉာဏဇာတိစာပေယဉ်ကျေးမှုလက်တာအားလုံးနဲ့ပတ်သက်ပြီးတော့အားကစားပါပြကျန်းအားလုံးသူချိမင်းတဲ့အခမ်းအနားမှာခုလိုတက်ရောက်ပြီးတော့စကားပြောခွင့်ရတဲ့အတွက်ကြောင့်သူပဲဝမ်းသာခြင်းဖြည့်ရမယ့်ဗဟန်းဒီမှာလည်းငမဲဟန်ကျောင်းဟာအထက်ကရုံးတလင်းကျမတို့ရဲ့ကျောင်းနဲ့တွဲဖက်ပြီးတော့ပညာရေးလုပ်ငန်းတွေကိုဆောင်ရွက်ရတဲ့အတွက်ကြောင့်ဒီခုဒေသရဲ့ပညာရေးတိုးတက်မှုကိုဆောင်ရွက်ပြီးသွားဖို့ပဲညီမချက်ထားရှိပါတယ်။ဒီခုတက်ရောက်လာကြတဲ့လူကြီးမင်းများတွေလည်းခါလွာသာဒေသတွေမှာတက်ရောက်ကြရတယ်။ကျန်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ဆန္ဒတွေတက်ရောက်ကြတဲ့အတွက်ကြောင့်ဒီဒေသအားလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုမှန်သမျှဟာအားလုံးစမာကြီးအားသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။စီစဉ်ရအင်းသာမျိုးနဲ့လက်ထောက်မျိုးနဲ့ပညာရေးမှုဆရာကြီးဦးသိန်းမှမာစကားမွေးကြားပေးပါရစေ။ဒီလားဆိုအရာရတစာပြေညာရဲ့ရှိဝဲခန္ဓာတို့ဘာကြောင့်ချမ်းမြေအားပေးကြပါတော့ဒီသနာတို့လေကျောင်းစုကြက်ခိုင်နေတဲ့အထက်ကယုံလေးမှာကျောင်းဆရာမကြီးနဲ့ဒီကျောင်းစုတွင်မှာရှိကြတဲ့ဆရာဆရာမများဒီနမဲကြီးတော်တွင်မှာရှိတဲ့ကျောင်းကျိုးတော်ဆောင်များမိမဆရာတင်များတောင်းသားမိဘများနဲ့တောင်းသားကျောင်းသူများကိုစိတ်ပြကျမ်းမှာချမ်းသာကြတယ်လို့ကြောင်းဓမ္မဥစွာကောင်းမြတ်တာဘုရားဒီနေ့ခန္ဓာဟာကုသတဲ့ကလေးတွေကိုဂုဏ်ပြုခြင်းဖြစ်တယ်ကုသအောင်တင်ကြားတက်တာပြည့်တဲ့ဆက်မနာဘူးလေဂုဏ်ပြုခြင်းနေတာလုပ်ငန်းတွေလည်းအောင်မြင်ပြီးပါပြီဒါကြောင့်ဒီခန္ဓာကိုကျင့်ပါခြင်းဖြစ်ပါတယ်ဆိုတဲ့အနေနဲ့ကျင့်ပါခြင်းဟာကျွန်တော်တို့ပညာရေးဌာနရည်မှန်းချက်အကောင့်တွေပေါ်ရတဲ့ကြောင့်အလေးကျင့်ကောင်းတွေကိုကျွန်တော်တို့ကအခြေခံအားစပြီးတော့ပြုစုပြောင်းပေးနေခြင်းပါအခုပဲကြည့်ပါဒီစုချင်းမြင့်ပွဲဌာနဒီစာပေတစ်ခုတည်းမဟုတ်ဘဲနဲ့လက်စုံပညာတွေပါတဲ့ရတအာရတဇာတိတဒီလိုပညာတွေကိုကျွန်တော်တို့ကျောင်းတွေမှာအခြေခံကောင်းတွေရရှိစေဖို့လေ့ကျင့်ပြီးတဲ့ပညာတွေရအောင်ကျွန်တော်တို့ကလေ့ကျင့်ပြီးတော့စာပေတင်တာမကဘဲနဲ့လူလူဘဝမှာရပ်တည်နိုင်ဖို့သုံးဖြတ်တတ်အောင်ကက်ခဲတဲ့ပြဿနာတွေကိုဖြေရှင်းတတ်အောင်ဆိုတဲ့လက်ရှိဘာသာရပ်တွေကိုလည်းကျွန်တော်တို့ကလေ့ကျင့်ပေးနေပါတယ်အဲဒီတော့မိဘများအနေနဲ့ကျောင်းတွေကိုရောက်လာကြပါဆရာဆရာမတွေဘာတွေသင်ကြားပေးနေလဲသူတို့ဘာတွေတက်ခဲရှိနေလဲသင်ကြားမှုပုံစံတွေပြောင်းလဲနေတဲ့အချိန်ကိုဒါပြီးလေ့လာပါဆွေးနွေးပါဆရာဆရာမတွေကိုကူညီပေးပါကျွန်တော်တို့ကလေးတွေကိုပြမထားကြပါကက်ခဲတွေကိုရှင်းပြမှဒါလည်းကျွန်တော်တို့အနာဂတ်ကလေးတွေအတွက်ဒီမှန်းချက်ကအောင်မြင်မှာဖြစ်ပါလေကျွန်တော်ဒီခန္ဓာမှာ
အမေရဲ့ကြီးပါနေတဲ့တင်ပြစရာချက်သူကပါတယ်ဆိုတော့ဒီကြီးပါနေတဲ့စားကြီးကကြီးပါတွေမှာစာကြည့်တဲ့ကလေးတွေရှိပါတယ်အဲ့ဒီစာကြည့်တဲ့ကလေးတွေရှိတာကိုကျွန်တော်ကမမဲအိမ်ကြီးပါနေတဲ့ကလေးတွေပြောမှရှိတဲ့မိဘတွေအကျွဲတကူထပ်ရှုနိုင်တဲ့စာကြည့်တဲ့ကလေးတစ်ခုတော့ပူလောင်ပေးပါလို့ကျွန်တော်အနေနဲ့မိသားရဲခံပါတယ်စာကြည့်တဲ့တစ်ခုဖွင့်လိုက်ကြည့်ရဆိုလို့ရှိရင်ထောင်တကားတစ်ချက်ကိုပိတ်ရှင်းနေတူပါတယ်တဲ့တိုးစကားရှိပါတယ်ကျွန်တော်အင်္ဂလန်နိုင်ငံကမိသားစုတစ်ခုရဲ့စစ်တပ်လေးတစ်ခုကိုပြင်ရကြတယ်အင်္ဂလန်နိုင်ငံရဲ့စစ်ကမ်းတူမှာကျင်းလာတယ်ရင်းနှမအိမ်ပြန်လာတယ်ရင်းနှမအိမ်ပြန်နဲ့ကျွန်တော်ကပေါင်းတင်းတွေနဲ့ကျွန်တော်ဗိုက်တက်ကြတာတော့ဓမြတက်ကြတာခုထောင်ကြရခြင်းကလူတန်းတဲ့ကျွန်တော်ထောင်ကြရတယ်ပါတယ်ဒါကဓမြရဲ့အဖို့တယောက်ကဟောကျွန်တော်ကတော့ကျွန်တော်လိုမဟုတ်ဘူးရတယ်ခုသူကတက်တော့တစ်ခုမှာပေါင်းခါကြီးဖြစ်နေတယ်အဲဆိုရင်ဒီပေါင်းခါကြီးကဘယ်တက်လို့မာလဲမေးပြီးတော့အဲ့ဒီခင်းကောင်းကပေါင်းခါကြီးကိုသွားပါအဲ့ဒီလိုပဲသူကြီးမေးသလိုပဲအမောက်ခါကြီးခင်ဗျာဘာကြောင့်ပေါင်းခါကြီးဖြစ်ခဲ့ရပါလဲမေးပါအားရကျွန်တော်ကတော့အဖေကြောင့်ပေါ့ဗျာခင်ဗျားဖေးကဘာဖြစ်လို့လဲလေးလာလို့တဲ့စိတ်တွေသူ့ကိုဝင်းပြူလာပြီးတော့ကျွန်တော်တို့ကျင်းပါကျွန်တော်တို့မြို့ကျွန်တော်တို့ကြက်ခိုင်တဲ့ဒီဝေးစဉ်အတွင်းမှုမှာမာစကားမကြားပြပါရဲ့မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဥမ္မောတောင်းလိုက်ပါကျွန်တော်တို့ဒီတော့နှစ်နာရီဆိုရင်တော့လူเจ้าကတော့တော်တော်လေးကိုစီးလုံးရတယ်တောင်းသားတွေတော့တယုံယုံဖြစ်မှာပဲသင်းလေးတွေနဲ့ကျွန်တော်ကြားပြီးတော့ကိုယ့်လူတွေတော့ဒီအချိန်လောက်ဆိုစလှရှားနေကြပြီဆိုကျွန်တော်ကြိုးကြိုးစားစားနဲ့6နာရီကိုထွက်လာလိုက်တယ်လမ်းမှာလည်းဆရာမကြီးတွေ့တယ်နော်ရုံးလေးကျမတို့ကကာယစွမ်းရည်ဉာဏစွမ်းရည်တွေလောက်ရတဲ့ဥစ္စာကကျမတို့ကနိုင်ငံကိုထူထောင်တဲ့နေရာမှာပညာရေးတွေကျန်းမာရေးတွေကအဓိကကြရတယ်ဥစ္စာလုပ်ငန်းတွေဖြစ်တဲ့အတွက်ကလေးတယောက်မှာပညာတော်ရည်ရုံနဲ့ဘာမှတိုင်းပြည်ကိုအကျိုးမပြုနိုင်တဲ့ကလေးတွေဖြစ်ဖို့ပညာတွေလည်းတိုးတက်နေတဲ့ကလေးတွေဖြစ်ဖို့အတွက်ကျမတို့ကအခုလိုဒီအားကိုကိုတင်းကိုတက